မျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမ်းမချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာမျိုးတွေထဲမှာကျွန်တော်တို့ဒူးစစ်ခြိစစ်လက်စစ်တွေကျွန်တော်တို့ကြိုက်ပြီးတော့ညညဆိုအိမ်မရပဲနဲ့ဒီဒူးစစ်စီစစ်ကြိုက်တာကြောင့်ကျွန်တော်အိမ်မရဖြစ်နေတဲ့အမျိုးတွေเนาะနာတာရှည်ခံစားနေရတဲ့အမျိုးတွေရှိလားရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကြည့်သွားပါမကြော်သွားပါနဲ့ပေါ့နော်ကြော်သွားမယ်ဆိုရင်တော့ကိုခံစားနေရယောဂဝေဒနာပျောက်ကင်းမှာမဟုတ်ဘူးเนาะဒီဗီဒီယိုလေးကြည့်သွားမယ်ဆိုရင်တော့အခုကြိုက်နေတဲ့เนาะဒူးစစ်ခြိစစ်လက်စစ်တွေကြိုက်နေတဲ့ယောဂဝေဒနာအမြန်ဆုံးတက်တာပျောက်ကင်းသွားပါမယ်လို့ဒီနေရာလေးကပြောချင်တယ်ပေါ့နော်တကယ်မှလွယ်ကူရိုးရှင်းတဲ့ကျွန်တော်တို့စေနီလန်းကောင်းလေးပါနော်လွယ်လေးပါပဲနော်ကျွန်တော်တို့အိမ်မှာနော်ယူရွက်ဆိုတာကျွန်တော်တို့ဘယ်နေရာမှာဆိုရှိတယ်ပေါ့နော်ကျွန်တော်နိုင်ငံမှာယူရွက်ဆိုတာတကယ်မှပေါ်တယ်ပေါ့နော်ဘယ်နေရာမှာရှိတယ်တကယ်လို့ကိုယ့် channel မှာမဆိုင်ထားရင်တော့မှကိုပင်နာပတ်ဝန်းကျင် channel မှာရှိတယ်ဆိုရင်အလွယ်တကူကျွန်တော်တို့ရွက်လေးကိုတစ်ခုပေါ့နော်တစ်ခုပြီးွားပြီဆိုရင်ကျွန်တော်တို့ရွက်ကိုကျွန်တော်တို့မီးလေးกินလိုက်ပါနော်မီးလေးကျွန်တော်တို့ဘယ်လိုပြောမလဲရွက်လေးပျော့အောင်ပေါ့နော်မီးလေးညှိုက်ပြီးလိုက်ညှက်ပြီးတော့ကိုယ့်ရဲ့ကျွန်တော်တို့ဘယ်နေရာဒူးပေါ့နော်ဒူးဆိုဒူးပေါ့ဒူးဆိုရင်မီးညှိုက်ထားတဲ့နော်မီးလေးတန်းအောင်ညှိုက်ထားတဲ့အရွက်လေးကိုနုံးသွားပြီးပေါ့နော်နုံးဖက်လေးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကြိုက်တဲ့နေရာကိုညာဘက်ပေါ့ညာဘက်ရောက်မှအုပ်ပေါ့နော်ညာဘက်ရောက်ရင်ကျွန်တော်တို့ဒူနာမီးလေးတင်ထားပြီးတဲ့ဟာလေးကိုကျွန်တော်တို့ဒူးမှအုပ်ပြီးပတ်တီးလေးစီးထားပြီးနော်မနက်မိုးလင်းကြရင်ကျွန်တော်ပြန်ဖြီးပေါ့နော်3ရက်ဇက်တိုက်3ရက်4ရက်လောက်အကောင်းဆုံးတော့တစ်ပတ်လောက်ပေါ့နော်တစ်ပတ်လောက်လုပ်မယ်ဆိုရင်တကယ်ဥမှတက်တာအပြောက်ကင်းစေတယ်ပေါ့နော်ဒီနီလန်းလေးတိုင်းကိုအမျိုးတွေလိုက်လုပ်ကြည့်ပါတကယ်ဥမှလည်းလွယ်ကူပါတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့မုံညင်းစီပေါ့နော်မုံညင်းစီဒီမုံညင်းစီကိုလည်းရှိမယ်ဆိုတော့ပိုကောင်းတာပေါ့နော်တကယ်လို့မရှိဘူးဆိုရင်လည်းဒီရွက်ကိုပဲမီးလေးတင်းပြီးတော့ကျွန်တော်တို့အုပ်လည်းရတယ်ပေါ့နော်တစ်ပတ်လောက်နော်9ရက်တစ်ပတ်လောက်ရှိကျွန်တော်တို့ဒါလောက်လိုက်မယ်ဆိုရင်တော့တကယ်ဥမှကျွန်တော်တို့ကြိုက်ပါတယ်ဆိုတော့เนาะဒူးကျွန်တော်တို့တကယ်မှတက်တာပျောက်ကင်းသွားပါမယ်လို့ဒီနေရာလေးပြောချင်တယ်ပေါ့နော်တကယ်လို့မုံညင်းစီရှိမယ်ဆိုရင်မုံညင်းစီလေးကိုကျွန်တော်ကြိုက်တဲ့ဒူးနေရာမှာလိမ့်ပြီးပေါ့နော်လူပြီးပေါ့လူပြီးွားရင်ဒူနာရွက်ကိုကျွန်တော်အပေါ်ကနေထပ်အုပ်ပြီးရင်ပတ်တီလေးအုပ်ပြီးတော့ကျွန်တော်တို့စီးထားမယ်ဆိုရင်တကယ်မှတက်တာပျောက်ကင်းတဲ့နီလန်းလေးပါလို့ပြောချင်တယ်ပေါ့နော်တကယ်မှလည်းလက်တွေ့လောက်ကြည့်ပါကျွန်တော်တို့လုံးမပျောက်မှာပါနော်မလုပ်ဘဲနဲ့ကျွန်တော်မပျောက်ပါဘူးเนาะသူများတွေကြည့်ပြီးတော့ပျောက်ချင်မှပျောက်မှာပါမဖြစ်နိုင်ပါဘူးဆိုတဲ့အမျိုးတွေအတွက်တော့ကျွန်တော်တို့ပျောက်မှာမဟုတ်ဘူးเนาะကိုယ်တိုင်လုပ်ကြည့်ကိုယ်တိုင်စမ်းသပ်ကြည့်မှဒါတကယ်ဟုတ်ပါလားဆိုတော့ကျွန်တော်တို့လုပ်ကြည့်မှသိမဲ့အတွက်တကယ်မှလွယ်ကူရိုးရှင်းတဲ့ဒါရက်เนาะကျွန်တော်တို့ကတ်နီးလေးပါပဲเนาะတကယ်မှကိုဒူးတွေမတရားကြိုက်ပြီးတော့ကျွန်တော်ကအလုပ်တွေပြင်ပန်းနေလေအလုပ်တွေပြင်ပန်းတော့ဒီချစ်စီလက်စစ်ဒူးစစ်ဆိုတာကျွန်တော်ကဒါနဲ့ပဲလှုပ်ရှားနေရတာဆိုတော့မကြိုက်ပဲနဲ့နေပါတော့မှာเนาะအဲ့လိုကြိုက်မယ်ဆိုရင်ဘာအောင်မဟုတ်တခြားဆေးတောင်ဝယ်တော့စရာမလိုပေါ့เนาะရွက်ရှိုံနဲ့ဒီကိုเนาะရွက်ရှိရမယ်ရွက်ရှိရမယ်မုံညင်းစီပေါ့เนาะမုံညင်းစီကတော့မရှိလဲရတယ်ရှိလဲရတယ်အဓိကတော့ရွက်ပေါ့เนาะရွက်လေးကိုမီးလေးတင်းပြီးတော့ကျွန်တော်ကတ်ထားမယ်ဆိုရင်တော့ကျွန်တော်တို့ကြိုက်ပါတယ်ဆိုတော့ဒူးတကယ်မှတက်တာပျောက်ကင်းတော့ပါမယ်เนาะကျွန်တော်ရဲ့ဗီဒီယိုလေးကိုမျှဝေပေးပါလို့ပြောချင်တယ်ပေါ့เนาะကိုမဖြစ်ရင်တော့မှကိုဝိနာမှာဖြစ်တဲ့ညီကောင်မောင်နှမမိတ်ဆွေများဖြစ်ရင်တော့မှဒီဗီဒီယိုလေးကိုပြပြီးတော့ဒီဗီဒီယိုလေးရဲ့နီလန်းတိုင်းလိုက်လုပ်မယ်ဆိုရင်တော့ကိုလည်းကုသိုလ်ရတာပေါ့နော်အဲ့ဒါလေးပြောချင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းเนาะကျွန်တော်တို့အနာမျိုး96ပါတကယ်ဥမှပျောက်ကင်းမဲ့ဆေးစွမ်းကောင်းများကိုကျွန်တော်နေ့စဉ်နဲ့မျှပုံမှန်တင်ဆက်ပေးမှာမဟုတ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းစောင့်မျှော်ကြည့်ရှုပေးပါလို့ဒီနေရာလေးကကျွန်တော်ပြောချင်ပါတယ်ပေါ့နော်မျိုးတွေအားလုံးလည်းကျမ်းမာပါသည်ချမ်းသာပါစေအနာမျိုး96ပါယောဂလည်းကင်းဝေးပါစေကက်ကြီး3ပါလည်းကျော်လွှမ်းနိုင်ကြပါစေလို့ဒီနေရာလေးရနေပြီးတော့ကျွန်တော်စုမုံကောင်းတောင်းပေးပါတယ်ခင်ဗျာ